ထိကယုံလို့ကိုရိုတိကြတဲ့ဒီအပင်လေးရဲ့နာမည်က Touch Me နော်တဲ့နောက်ပြီးသူ့ကိုထိလိုက်တာနဲ့တုတ်ပြန်မှုကတိတ်မြန်လို့သူ့ကို sensitive flower လို့လည်းခေါ်ကြပါသေးတယ်သူ့မှာလည်းအခြားပန်းလေးတွေလိုပန်းစကားအဓိပ္ပာယ်လေးတွေရှိပါတယ်ထိကယုံပန်းလေးတွေရဲ့အဓိပ္ပာယ်ကနားလည်မှုအကျဉ်းတရားနဲ့ဂရုစိုက်ခြင်းတဲ့စိတ်ထိခိုက်နာကျင်နေသူတယောက်ကိုကဂရုစိုက်အလေးထားကြောင်းပြချင်ရင် Touch Me နော်ပန်းဦးလေးတွေလက်ဆောင်ပေးလေးရှိကြတယ်တဲ့မင်းလည်းငါ့ကိုထိခယုံပန်းဦးလေးတူလောက်လက်ဆောင်ပေးတင်တယ်မထင်ဘူးလားမင်းကြောင့်ငါနာကျင်ခဲ့ရတဲ့အချိန်တွေကိုနားလေကိုချင်းစာပြီးတော့အဖြစ်ပေါ်လေပြီးတော့မင်းတော်ရုံထုတ်ပြလေးမရှိတဲ့ဂရုစိုက်မှုနဲ့ကျင်နာတရားလေးနည်းနည်းပါထည့်ပေးလိုက်ပေါ့